ကျွန်တော်တို့အရင်ကမှားခဲ့ကြပါတယ် Black hole အလေးချိန်ကိုဘယ်လိုတိုင်းတာလဲ Black hole တစ်ခုရဲ့အလေးချိန်ကိုသိချင်ရင်ပထမဆုံးအကွာအဝေး distance ကိုသိဖို့လိုပါတယ်ဒီအတွက် Very Long Baseline Array Bulb လို့ခေါ်တဲ့ American နိုင်ငံအနှံ့မှာဖြန့်ကျက်ထားတဲ့ telescope network ကိုအသုံးပြုပါတယ်ဒီ telescope တွေဟာကမ္ဘာမြေဟာနေအောင်ကိုလှည့်ပတ်သွားနေတဲ့လှုပ်ရှားမှုကိုအသုံးချပြီးကြည့်ရှုပါတယ်ဒီလိုကြည့်တဲ့အခါနီးစပ်တဲ့ကြယ်တွေဟာအဝေးက galaxy တွေနဲ့နှိုင်းယှဉ်ပြီးနောက်ပြန်ရှေ့တက်လှုပ်ရှားသလိုမြင်ရပါတယ်ဒီလှုပ်ရှားမှုပမာဏကိုတွက်ချက်ပြီးကြယ်ရဲ့အကွာအဝေးကိုသတ်မှတ်နိုင်ပါတယ်ဒီသုတေသနမှာအဓိကလေ့လာထားတာကပထမဆုံးသက်သေပြခဲ့တဲ့ black hole ဖြစ်တဲ့ Cygnus A1 ဖြစ်ပါတယ်အရင်ကဒီ black hole ကိုနေထက်15ဆအလေးချိန်ရှိတယ်လို့ယူဆခဲ့ကြပါတယ်ဒါပေမဲ့နောက်ဆုံးလေ့လာချက်တွေကဒီစနစ်ဟာကမ္ဘာမှ20%ပိုဝေးပြီးအလင်းနှစ်ခု2000ကျော်กว่าမှာရှိနေတယ်လို့တွေ့ရှိခဲ့ပါတယ်ဒီအချက်ကြောင့် black hole ရဲ့အလေးချိန်ကိုပြန်တွက်တဲ့အခါနေထက်20ဆအလေးချိန်ရှိတယ်လို့သတ်မှတ်နိုင်ခဲ့ပါတယ်အတူရှိနေတဲ့ supergiant ကြယ်ကလည်းနေထက်22ဆကြီးပြီး black hole နဲ့အတူ9ရက်6ရက်တိုင်းလှည့်ပတ်နေပါတယ်ဒီ supergiant ကြယ်ကထွက်တဲ့လေဟာ black hole ကထုတ်ပေးတဲ့အမြန်နှုန်းမြင့်ချက်တွေရဲ့ radio wave ကိုစုပ်ယူသွားတာကြောင့်ဒီအချက်ကိုပါတွက်ချက်ထည့်ပြီး distance နဲ့ mass ကိုပုံမှန်ကန်အောင်တိုင်းတာနိုင်ခဲ့တာပါ black hole ကထွက်လာတဲ့ radio line တွေကိုလေ့လာခြင်းအပြင်အရင်ကထက်ပိုမိုတိကျတဲ့အလေးချိန်ကိုရရှိခဲ့တာပါဒီလောက်ကြီးမားတဲ့ black hole တစ်ခုဖြစ်လာဖို့ဆိုရင်သူ့ကိုဖန်တီးပေးခဲ့တဲ့ကြယ်ကြီးဟာတေဆုံးခါနီမှာသူ့ရဲ့အလေးချိန်တွေအများကြီးဆုံးရှုံးမသွားခဲ့ဘူးဆိုတာကိုဖော်ပြနေပါတယ်ဒါကြောင့် Cygnus A1 ကိုလေ့လာခြင်းဟာစကြဝဠာတွေကအေယာမကြယ်ကြီးတွေရဲ့ရှင်သန်ခြင်းနဲ့တေဆုံးခြင်းလျှို့ဝှက်ချက်ကိုဖော်ထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်သင်တို့ရောဘယ်လိုထင်ပါလဲကွန်မန့်မှာတစ်ခုခုပြောခဲ့ပါဦး